ဟုတ်ပြီဝါသနာတွေကပြောင်းလဲတတ်လားပေါ့နော်ဝါသနာတွေကအမြဲတမ်းပြောင်းလဲတတ်တယ်ကိုကြိုက်တဲ့အရာတွေကိုယ့်ရဲ့ဒီ hobbies တွေ interest တွေကအချိန်နဲ့လိုက်ပြီးတော့လည်းပြောင်းလဲတတ်တယ်အသက်အရွယ်ကြောင့်မို့လို့လည်းပြောင်းလဲတတ်တယ်ဒါပေမဲ့တစ်ခါတလေကြာလို့ရှိရင်ကိုယ်ရည်မှန်းချက်တွေပြောင်းသွားလို့လည်းပြောင်းလဲတတ်တယ်ပေါ့နော်အရင်တော့ကိုကစာဖတ်ဝါသနာမပါဘူးဒါပေမဲ့ဒီရက်ပိုင်းမှာကိုကပေါ့နော်လေ့လာစရာတွေများလာတယ်အင်္ဂလိပ်စာတို့တက်ချင်တယ်အဲ့ဒီခါကျတော့စာလေးတွေဖတ်ချင်လာတာပေါ့နော်အဲ့လိုမျိုးစာဖတ်တဲ့အလေးကျင့်လေးတွေအသစ်ရလာတယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးလေးတွေလူတိုင်းမှာလည်းအခုကြည့်နေတဲ့လူတွေရောပဲဝါသနာပြောင်းတာတွေရှိလာနိုင်တယ်ပေါ့နော်အဲ့ကြောင့်ကိုကကိုယ့်ရဲ့ဝါသနာအသစ်တစ်ခုကိုစတဲ့အခါပေါ့နော်ကိုက activity တစ်ခုကိုလောလောလတ်လတ်မှာစထားတာမျိုးဥပမာကိုကရင်တော့လမ်းလျှောက်ရတာမကြိုက်ဘူးဒါပေမဲ့ဒီရက်ပိုင်းမှာပိုကျန်းမာခြင်းလို့ဒါမှမဟုတ်လည်း weight ချခြင်းလို့လမ်းလျှောက်တဲ့လေ့ကျင့်လေးကိုစလိုက်တယ်ပေါ့အဲ့လိုမျိုးအလေ့ကျင့်တစ်ခုကိုစလိုက်တယ်ဆိုလို့ရှိရင်ဘယ်လိုပြောတော့ဆိုတဲ့အသုံးအနှုန်းလေးကိုအခုပြောပြပေးမယ်အဲ့ဒါလေးကဘယ်လိုပြောတော့ဆို take an app လို့ပြောတယ်ပေါ့နော် take an app take an app take an app ကကြတော့သူကဘာလေးနဲ့တွဲသုံးတော့ဆိုလို့ရှိရင် I've taken up has to have တို့နဲ့တွဲပြီးတော့သုံးတယ်သူ့ရဲ့အဓိပ္ပာယ်ကကြတော့ဒီဝါသနာအသစ်တစ်ခုစတယ် activity တစ်ခုမကြသေးခင်မှာစလိုက်တယ်အဲ့ဒီအဓိပ္ပာယ်ကို take an up လို့သုံးပါတယ်အဲ့ဆိုဒီမှာကြည့်ကြည့်အောင်ဥပမာထဲမှာ I've taken up yoga recently to improve my physical health မကြသေးခင်မှာပေါ့နော်ယောဂကျင့်တဲ့အလေးကျင့်လေးစလိုက်တယ်ဘာလို့တော့ဆိုကျန်းမာရေးကောင်းကျင်လို့ပေါ့ကိုယ့်ရဲ့ရည်ရွယ်ချက်လေးရှိလာတဲ့ခါမှာကိုကဒီအလေးအထားလေးတစ်ခုပြောင်းလဲလိုက်တယ်အလေးထားလေးတစ်ခုစတင်လိုက်တယ်ဆိုလို့ရှိရင်ဒီ take an up လေးနဲ့သုံးတယ်ဒါကတော့ကိုခုလောလောဆယ်ဘာပြောင်းလဲထားလဲစဉ်းစားကြည့်လိုက်စဉ်းစားပြီးပြီဆိုရင်အဲ့ဒီအရာလေးနဲ့သုံးပြီးတော့ပြောကြည့်မယ်ပေါ့နော်ကျမဆိုလို့ရှိရင်ဒီရက်ပိုင်းမှာပေါ့နော်ဒီwalking ပေါ့နော်လေ့ကျင့်ခန်းလုပ်ချိန်သိပ်မရတဲ့အတွက်ကြောင့်မို့လို့လမ်းလျှောက်တဲ့အလေ့အကျင့်လေးစထားတာရှိတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျမဆိုဘယ်လိုပြောမလဲပေါ့နော် I have taken up walking recently အဲ့လိုမျိုး I have taken up walking recently အဲ့လိုပြောလို့ရပါတယ်လူတစ်ကိုယ်မှာအကြိုက်တစ်မျိုးရှိတယ်ပေါ့နော်တယောက်နဲ့တယောက်နဲ့ဝါသနာပါတာတွေမတူကြဘူးဥပမာကိုကပဲရောက်ယူယူမှုဝါသနာပါလဲပေါ့နော် highly interest အရန်ကိုစိတ်ဝင်စားတယ်အရန်ကိုဝါသနာပါတယ်ဆိုရင်ဒီအသုံးလေးနဲ့သုံးပါတယ် keen on လို့ပြောပါတယ်ဒီ keen on ကကြတော့သူက verb to be ရဲ့နောက်မှာလိုက်တယ်ပေါ့နော်ဒီ verb to be ဖြစ်တဲ့ဒီ am is are တို့ရဲ့နောက်မှာတွဲပြီးတော့သုံးလေးရှိတယ်ဒီဥပမာမှာဆိုလို့ရှိရင် my brother is keen on playing chess but I prefer video games ဆိုလို့ရှိရင်ဒီမှာဆိုအသုံးလေးနှစ်ခုကြည့်လို့ရတယ်ပေါ့နော် is keen on playing မှာဒါဆိုလို့ရှိရင်ကိုကစိတ်ဝင်စားတယ်ဆိုရင် keen on ဒါပေမဲ့ပိုကြိုက်တယ်ဆိုလို့ရှိရင်ဒီမှာသုံးတဲ့ prefer ပေါ့နော် prefer ကိုသုံးလို့ရပါတယ်အဲ့ဒီနေရာမှာဒီ keen on ရဲ့နောက်မှာကြာလို့ရှိရင်ကျမတို့က noun လေးလည်းသုံးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်း verb ing လေးလည်းသုံးလို့ရတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်my dad is keen on photography ကိုယ့်အဖေကဒီဓာတ်ပုံတွေကိုရိုက်ရတာစိတ်ဝင်စားတယ်ဒါပေမဲ့ကိုကကြတော့ I am keen on swimming ကိုကတော့ရေကူးရတာပဲကြိုက်တယ်ပေါ့နော်အဲ့ဒါလိုပဲထားပါတော့ကိုယ့်ရဲ့ဒီcousins တွေပေါ့နော် cousins ကအများဖြစ်သွားတယ်ဆိုလို့ရှိရင် they are keen on learning English ဆိုသူတို့ကတော့အင်္ဂလိပ်စာလေ့လာရတာဝါသနာပါတယ်အဲ့လိုတယောက်နဲ့တယောက်နဲ့မတူညီတဲ့ဒီဝါသနာလေးတွေကြောင့်ပြောမယ်ဆိုလို့ရှိရင်လည်းဒီ keen on နဲ့သုံးလို့ရပါတယ်အဓိကမှတ်ထားမှာက keen on က verb to be နဲ့တွဲသုံးတယ် keen on ရဲ့နောက်မှာကတော့ noun လိုက်တယ် verb ing လိုက်တယ်ဒါလေးကိုသတိချက်ရပါမယ် okay စိတ်ဖိစီးမှုကြီးကြုံဘူးတယ်မလားအဲ့လိုမျိုးစိတ်တင်းအားတွေရောကြုံဘူးလားအလုပ်ကြောင့်ပတ်ဝန်းကျင်ကြောင့်မိသားစုပြဿနာတွေကြောင့်မလို့စိတ်ဒီပင်ပန်းရတာတွေလူတိုင်းကကြုံဘူးတယ်ပေါ့နော်အဲ့ဒီစိတ်ပင်ပန်းရတဲ့အရာတွေဒီကိုယ်ကောင်းထဲမှာရှုပ်နေတဲ့အရာတွေအကုန်လုံးရှင်းထုတ်ကြတယ်ရှင်းထုတ်ဖို့လည်းလိုတယ်ပေါ့နော်အဲ့လိုရှင်းထုတ်တဲ့ခါမှာတယောက်နဲ့တယောက်နဲ့ရှင်းထုတ်တဲ့ပုံစံချင်းမတူဘူးပေါ့နော်တချို့ကတော့တယောက်တည်းငြိမ်လေးနေလိုက်ရင်အဲ့စိတ်တွေကဒီစိတ်ရှုပ်တာတွေပြေသွားတယ်တချို့ကကျတော့သချင်းလေးနားထောင်လိုက်မှအဆင်ပြေတယ်ဒါတွေကတော့တယောက်နဲ့တယောက်နဲ့မတူကြဘူးအဲ့လိုမျိုးကိုယ့်ရဲ့ခေါင်းထဲမှာရှိနေတဲ့ဒီစိတ်တင်းအားတွေ stress တွေကိုရှင်းထုတ်တဲ့နေရာမှာပြောတဲ့အပြောလေးကိုကျတော့ clear my head လို့ပြောပါတယ်
clear my head clear my head ကဒီနေရာမှာ clear ကို verb အနေနဲ့သုံးရင်လည်းရတယ်ဒါမှမဟုတ်လို့ရှိရင် help me clear ဒါမှ make me clear အဲ့လိုမျိုးသုံးမယ်ဆိုရင်လည်းရတယ်ပေါ့နော်ဒီမှာဥပမာအနေနဲ့ကြတော့ I love jogging in the morning it helps me clear my head before the day starts ဘာလို့ကိုကမနက်ပိုင်းကိုပြေးရတာကြိုက်တယ်ဘာလို့ဆိုရင် तू ကဒီနေ့တစ်နေ့မစခင်မှာခေါင်းထဲမှာစိတ်ကြည်လင်လာအောင်ကူညီပေးတယ်ပေါ့နော်ဒီနေရာမှာနောက်တစ်မျိုးဘယ်လိုပြောလို့ရအောင်ဆိုလို့ရှိရင်I clear my head by jogging ငါကလမ်းလျှောက်ခြင်းဖြင့်ငါရဲ့စိတ်တွေထဲမှာရှိတဲ့ stress တွေကိုရှင်းထုတ်လိုက်တယ်ပေါ့အဲ့ဒီအသုံးလေးတွေသုံးလို့ရတယ်ပေါ့နော်အဲ့ဆိုမိတ်ဆွေတို့ကိုရောဘယ်အရာတွေကနေပြီးတော့မှဒီစိတ်ရှုပ်ထွေးရတော့ပြေလျော့စေလဲပေါ့နော်ကျမဆိုလို့ရှိရင်အရင်စိတ်ရှုပ်လာပြီဆိုလို့ရှိရင်စောင်းစင်ကိုပဲသွားပြစ်တယ်စာဖတ်တယ်ပေါ့နော်ဒီကိုစိတ်ထဲမှာဖြစ်နေတဲ့ပြဿနာနဲ့ကြိုက်တဲ့စာအုပ်ကိုရှာပြီးတော့ပဲဖတ်လိုက်တယ်အဲ့လိုမျိုးဆိုရင်ဒါကျမတို့ reading ကပေါ့နော်ဒီစိတ်ရှုပ်တာတွေကိုပြေလျော့စေတယ်အဲ့ဒါဆိုဘယ်လိုပြောလို့ရအောင်ဆို reading helps me clear my head အဲ့လိုပြောလို့ရဒါမှမဟုတ်နောက်တစ်ခုနဲ့ကြတော့ I clear my head by reading ဒီလိုမျိုးအပြန်အလှန်လေးသုံးလို့ရတယ်ပေါ့နော်သုံးစရာ2မျိုးရှိပါတယ် I clear my head by reading နဲ့ reading helps me clear my headအချိန်နဲ့ကုန်တာမြန်လိုက်တာအချိန်ကုန်သွားမှန်းတော့မသိလိုက်ဘူးဘယ်ချိန်ရှိနေပြီလဲတောင်မေ့နေတာအဲ့လိုမျိုးအချိန်တွေရုံမှုတယ်မလားကိုစိတ်ဝင်စားတဲ့အရာတွေလုပ်နေတယ်ကိုကြိုက်တဲ့အရာတွေလုပ်နေတဲ့ချိန်ဆိုအချိန်ကဘယ်လိုကုန်လို့ကုန်သွားမှန်းမသိဘူးအဲ့လိုအချိန်တွေမျိုးမှာဒီအသုံးလေးသုံးပါတယ် lose track of time lose track of time ဥပမာပေါ့နော်အချိန်ဘယ်လိုကုန်လို့ကုန်သွားမှန်းမသိဘူးကိုကြိုက်တဲ့အရာလုပ်နေတဲ့အချိန်မှာပေါ့နော်ဒီမှာကြည့်လိုက် I lose track of time when I'm painting hour packs like minutes ငါပကြီးဆွဲနေအချိန်ကုန်လို့ကုန်မှမသိဘူးနိုင်တွေကလည်းမိနစ်ပိုင်းလောက်လေးပဲကုန်သွားတယ်ပေါ့အဲ့ဒီသုံးလေးပေါ့နော်အဲ့မှာဒီအားလုံးမှာလေကိုကြိုက်တဲ့ຢာလေးတွေရှိမှာပဲပေါ့နော်အဲ့လိုຢာလေးတွေဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်အဲ့ကိုကြိုက်တဲ့ຢာလေးတွေလုံနေရတဲ့အချိန်မှာဆိုလို့ရှိရင်အချိန်ကုန်လို့ကုန်မှမသိဖြစ်တတ်တယ်ပေါ့နော်ဒီနေရာမှာသုံးတဲ့သုံးလေးကကြတော့ lose ကိုဒီနေရာမှာ verb အနေနဲ့သုံးတယ်ပေါ့နော် I lose track of time နဲ့ပြီးရင် when နောက်က verb for ing လိုက်ပြီးတော့သုံးတယ်ပေါ့နော်ဥပမာကျမဆိုလို့ရှိရင်ဘယ်လိုပြောမလဲ I lose track of time when I'm teaching ကျမဒီလိုစာတွေသင်နေတယ်ဒီလိုမျိုးတွေပြောနေတဲ့အချိန်တွေမှာဆိုအချိန်ကုန်လို့ကုန်မှန်းတော့မသိဘူးပေါ့နော်အဲ့ဆိုပြောကြည့်မယ်နော် I lose track of time when ဘာလုပ်တဲ့ချိန်လဲ maybe တခုခုပေါ့နော် maybe ပြောလို့ရတယ် I lose track of time when I am playing guitar I lose track of time when we are playing football အဲ့လိုပြောလို့ရပါတယ် Okay နောက်ဆုံးတစ်ခုအနေနဲ့ကတော့အရန်ကြိုက်တဲ့အရာတွေရန်ဆွဲလန်းတဲ့အရာတွေရန်ဝါသနာပါတဲ့အရာတွေအကြောင်းပြောတဲ့အခါမှာသုံးတဲ့သုံးလေးနဲ့ပဲပြောပြပါမယ်။ဒါကတော့ crazy about လို့ခေါ်ပါတယ် crazy about ကကြတော့သူ့ရဲ့ရှေ့မှာ verb to be လိုက်ရတယ်။ဥပမာပေါ့နော် I miss R နဲ့ crazy about ပြီးရင် about ရဲ့နောက်မှာကြာလို့ရှိရင် noun ဒါမှမဟုတ်လို့ရှိရင်လည်း verb ing အုပ်စုလေးတွေလိုက်ပါတယ်။ဥပမာကိုကပေါ့နော်ဥပမာI am crazy about swimming ဆိုငါရေကူးရမ်းဝါသနာပါတယ်ပေါ့နော်ရေမျက်နှာနဲ့ကိုကူးပလိုက်ချင်တော့တာပဲတော့အဲ့လိုမျိုးလေးပေါ့နော်ဒီဥပမာထဲမှာဆိုလို့ရှိရင် she is crazy about traveling and has visited 10 countries so far သူကခီးသွားတာကိုယူမှုဝါသနာပါတာခုတောင်နိုင်ငံ10နိုင်ငံလောက်သွားပြီးပေါ့အဲ့ဒီအသုံးမျိုးလေးပေါ့နော်ဥပမာ I am crazy about football ဒါမှမဟုတ်နောက်တစ်ခုသူများအတွက်ပြောပြရမယ်ပေါ့နော် They are crazy about eating healthy food သူတို့က healthy food စားရတာကိုရမ်းဝါသနာပါတယ် healthy မဟုတ်ရင်မစားချင်ဘူးတော့အဲ့လိုမျိုးလေးရှိတယ်ပေါ့နော်ဥပမာ she is crazy about making dresses သူကကျတော့စက်ချုပ်ရတာဝတ်စားရလုပ်ရတာရမ်းဝါသနာပါတယ်ပေါ့အဲ့ဒီသုံးလေးပါဒါလေးကို crazy about လို့ခေါ်ပါတယ် I am crazy about they are crazy about he is crazy about အဲ့လိုမျိုးသုံးလို့ရပါတယ်အခုလိုမျိုး chunks တွေနဲ့လေ့လာတဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော်ဒီ grammar တွေပေါ့နော် grammar တွေကိုစိတ်ထဲရမ်းမစွဲနဲ့ပေါ့နော်ဒီ chunk လေးတွေကိုပဲလိုက်ပြောကြည့်လိုက်ဖတ်ကြည့်ဒီ chunk လေးတွေကိုသုံးပြီးတော့ပဲကိုယ့်ဘာကိုရေးကြည့်ပေါ့နော်ဒါဆိုရင်ပို့ပြီးတော့သဘာဝကြကြပြောတတ်လာမှာပေါ့နော်တကယ်လို့ကိုက grammar တွေကိုပဲစိတ်ထဲရောက်နေတယ်ဟဲ့ငါတော့မှားတော့မှာလားအမှားတွေလုံးပြီးတော့မှာပဲအတန်တော့ကမကောင်းမှုထင်တယ်ပေါ့နော်အဲ့လိုမျိုးကြီးတွေးပူနေစရာမလိုဘူးပေါ့နော်ဘာလို့ဆိုအခုအင်္ဂလိပ်စကားပြောတတ်တဲ့လူတွေအများစုကလည်းအမှားတွေအများကြီးဖြ
ဖြတ်ကျော်ပြီးတော့မှသူတို့လည်းပြောတတ်တာပေါ့နော်အဲ့ခါကျတော့ကိုကဒါတွေကိုစိတ်ပူစရာမလိုဘူးမှားတယ်မှားတော့ဘာဖြစ်တော့ပြင်လို့ရတယ်အဲ့လိုမျိုးစိတ်ထဲမှာထားမယ်ပေါ့နော်ဒီ chunk လေးတွေကိုလည်းကိုကလိုက်ပြောကြည့်လိုက်ဖတ်ကြည့်ပြီးတော့မှကိုရဲ့ဒီနေ့စဉ်ဘဝထဲမှာပအောင်သုံးနိုင်တယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာပေးသွားတဲ့ဥပမာတွေကိုပဲတရက်တည်းမှတ်စရာမလိုဘူးပေါ့နော်ခါတလေကျကိုဒီကျမရဲ့ဥပမာထဲမှာပေါ့နော်ဘောလုံးကစားတယ်လို့ပြောပြီးကိုကစာဖတ်တာဝါသနာပါတယ်ဆိုလို့ရှိရင်လေကိုရဲ့စာဖတ်တဲ့ဟာလေးကိုထည့်ပြီးတော့သုံးကြည့်ပေါ့နော်ဒီမှာသင်တဲ့သင်ခန်းစာတွေကိုကိုဘဝနဲ့ချိတ်ပြီးတော့သုံးကြည့်ပေါ့နော်နောက်ပြီးရင်နောက်ဆုံးတစ်ခုကကြတော့ကိုကလက်တွေ့ကြကြသုံးကြည့်ဖို့လိုရပေါ့နော်ဥပမာကိုကအင်္ဂလိပ်လိုပြောရတဲ့လူတွေနဲ့ပြောလို့ရတဲ့လူတွေနဲ့ရှင်သူတို့နဲ့ပြောတဲ့ခါမှာဒီစကားလုံးအသုံးတွေကိုထည့်ပြောကြည့်ပေါ့နော်အဲ့လိုထည့်ပြောစရာမလိုထည့်ပြောရမယ့်လူမရှိသေးဘူးပေါ့နော်အဲ့လိုလေ့ကျင့်စရာလူမရှိဘူးဆိုကိုယ့်ရဲ့ writing book ထဲမှာကိုဒီ sentence လေးတွေကိုပွားပြီးတော့ရေးကြည့်ပေါ့နော်ပြောင်းလဲပြီးရေးကြည့်ပေါ့ရေးကြည့်ပြီးရင်ကိုနှုတ်နဲ့အတန်ထွက်ပြီးတော့ဆိုကြည့်ပြီးရင်ကို record video ရိုက်ကြည့်လို့ရတယ်တကယ်လို့အခုလက်တွေ့အသုံးချခြင်းလဲဆိုလို့ရှိရင်ကိုအကြိုက်ဆုံး chunk တစ်ခုရွေးပြီးပြီဆိုကိုယ့်ရဲ့ဝါသနာနဲ့ချိတ်ဆက်ပြီးတော့မှရေးလိုက်ပါနော်ကျမတို့ရဲ့ဒီ comment box မှာရေးခဲ့လို့ရပါတယ် bye bye ဒီနေ့လေ့လာခဲ့တဲ့သင်ခန်းစာတွေကို take note လုပ်ဖို့မမေ့ရဘူးကိုယ့်ရဲ့နေ့စဉ်အသုံးတွေထဲမှာထည့်သွင်းဖို့မမေ့ရဘူးတကယ်လို့ဒီလိုသင်ခန်းစာတွေကိုလေ့လာချင်တယ်ဆိုလို့ရှိရင် subscribe လုပ်ခဲ့ပေးပါနောက်ပြီးရင် Facebook မှာဆိုရင် Learning is a Project ဆိုတဲ့နာမည်နဲ့တွားနေတဲ့ page လေးရှိပါတယ်အဲ့ဒီ page ကိုလည်းလာရောက်လေ့လာနိုင်ပါတယ် so ခုချိန်ဒီအချိန်ပေးပြီးကြည့်ခဲ့တဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် bye bye